ဒီဘက်ခေတ်ကြီးမှာအမားတို့ကတော့ course scale ကိုအတက်နိုင်ဆုံးup scale လုပ်ထားမယ်ကိုလိုနေတဲ့ဟာတွေ relan လုပ်ထားပြီးတော့ကိုအများကြီးဖြည့်ထားနိုင်ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးဖြည့်ထားဖို့အတွက်ဆိုလို့ရှိရင်ဒီ CFO တန်းမှာဆိုရင်ခုနကရှေ့မှာပြောခဲ့သလိုပဲအမားတို့ပုံမှန်ကိုမကြုံတွေ့နိုင်တဲ့ valuation margin acquisition ပြီးရင် corporate finance ပိုင်းတွေ treasury management ပိုင်းတွေပြီးရင် asset liability management ပိုင်းတွေအမားဆရာတွေစီကနေပြီးတော့အမားတို့သင်ယူနိုင်မယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ finance level မှာရှိတဲ့လူတွေကိုလည်းဒီသင်တန်းလေးကိုမှတက်ဖို့ recommend လုပ်ချင်ပါတယ်ဒီဘက်နေနေပေါ့နော်အမရဲ့နေလေးနဲ့တက်ခဲ့တဲ့အမဒီပလိုမာတန်းလေးကိုမိတ်ဆက်ပေးပါဟုတ်အမနာမည်ကတော့မဖြူဖြူဝင်ပါဒီမှာCFO class ကိုတက်ခဲ့တာပေါ့နော် excellent choice မှာဟုတ်ဒီ course လေးကိုတက်ကြရတယ်ပေါ့နော်တက်ဖြစ်တဲ့အဓိကအကြောင်းရင်းလေးကိုပြောပြပါဦးတက်ဖြစ်ခဲ့တဲ့အဓိကအကြောင်းရင်းတော့အမတို့ up scale ကို up scale လုပ်ချင်တာပေါ့နော်ဘာလို့လဲဆိုတော့အမတို့ company တွေမှာအမတို့ full scope ကိုင်နေဆိုပေမဲ့ဥပမာ margin acquisition တို့ valuation တို့ဆိုအမတို့ကပုံမှန် company မှာအမတို့မကြုံတွေ့ရတဲ့ကိစ္စမျိုးပေါ့ဆရာဦးအောင်နိုင်မောင်နဲ့ဆရာဝင်းတန်းကြတော့ experience တွေအများကြီးရှိတယ် real world exposure လည်းအများကြီးရှိရဲဆိုတဲ့ခါကျတော့အဲ့ပိုင်းတွေကိုအမတို့မကြုံတွေ့ဘူးသေးတဲ့ဒီအကြောင်းတွေအမတို့ကကိုယ့်ဘာသာကို up scale လုပ်ချင်လို့ဒီအတန်းလေးလာတက်ဖြစ်တာပါဟုတ်ဒီ course မတက်ခင်မှာရောဘာအခက်အခဲရှိခဲ့လဲဟုတ်အခက်အခဲဆိုတာထက်အမတို့ကဘယ်လိုပြောရမလဲအဲ့လိုမျိုးကိစ္စပေါင်းအစုံမကြုံဘူးတာပေါ့နော်ဥမာအမတို့ဆိုရင် financial reporting ARAP ဒီလိုဟာမျိုးတွေတော့ကိုကလုပ်နေရပြီဥမာ treasury management အပိုင်းတွေ liquidity risk ကိုဘယ်လို manage လုပ်မယ်ဆိုတဲ့အပိုင်းတွေဥမာ corporate finance အပိုင်းတွေဆိုအမတို့မှာ exposure တွေလိုနေသေးတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့အမဒီအတန်းလေးကို join ဖြစ်သွားတာပါဟုတ်အဲ့ဆိုရင်ဒီ course ကိုအခြားသူတွေရောအမတို့ comment ပေးချင်သလားဗျဟုတ် recommend ပေးချင်ပါတယ်အမတို့ finance level မှာရှိနေတဲ့လူတွေဆိုရင်အများအပြားတချို့ company တွေမှာတချို့တွေကတစ်ပိုင်းနဲ့ကင်ရတာရှိတယ်တချို့လူတွေဆို AR ပဲကင်ရမယ်တချို့တွေဆိုရင်treasury ဘိုင်းပဲကင်နေရလူတွေရှိတယ်တချို့ဆိုရင်လည်းဒီ GL ဘိုင်းပဲပေါ့နော်အဲ့တော့အမတို့ကဒီဘက်ခေတ်ကြီးမှာအမတို့ကတော့ course scale ကိုအတက်နိုင်ဆုံးup scale လုပ်ထားမယ်ကိုလိုနေတဲ့ဟာတွေ relan လုပ်ထားပြီးတော့ကိုအများကြီးဖြည့်ထားနိုင်ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးဖြည့်ထားဖို့အတွက်ဆိုလို့ရှိရင်ဒီ CFO တန်းမှာဆိုရင်ခုနကရှေ့မှာပြောခဲ့သလိုပဲအမတို့ပုံမှန်ကိုမကြုံတွေ့နိုင်တဲ့ valuation margin acquisition ပြီးရင် corporate finance ပိုင်းတွေ treasury management ပိုင်းတွေပြီးရင် asset liability management ပိုင်းတွေအမဆရာတွေစီကနေပြီးတော့အမတို့သင်ယူနိုင်မယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ finance level မှာရှိတဲ့လူတွေကိုလည်းဒီသင်တန်းလေးကိုမှတက်ဖို့ recommend လုပ်ချင်ပါတယ်ဟုတ်အဲ့ဆိုရင်လေ C level ကိုရဖို့တော့ကျွန်တော်အမနောက်ထပ်ပန်းနိုင်တာဘာဖြစ်မလဲဟုတ်နောက်ထပ်ပန်းနိုင်ကတော့အခုနောက်ထပ်ပန်းနိုင်ကတော့အမအတွက်ကတော့အမကအမြဲတမ်းIS တွေဆိုလို့ရှိရင်လည်းအမြဲတမ်းအသစ်တွေထပ်ထွက်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်အဲ့ဒါတွေကိုလည်းအမတို့ကအမြဲတမ်း update ပေါ့အဲ့ဒါကိုလည်းအမတို့ကအမြဲတမ်း learning လုပ်နေမယ်ပြီးလို့ရှိရင်ကိုယ်ကုမ္ပဏီမှာရှိတဲ့ opportunity တစ်ခုခုပေါ်လာတိုင်းမှာအမတို့တွေကဒီဟာကိုအလုံးနဲ့ပတ်သက်တဲ့ opportunity တစ်ခုခုပေါ်လာတိုင်းမှာကိုမလုပ်ဘူးတဲ့နယ်ပယ်ပဲဖြစ်ဖြစ်ကိုမလုပ်ဘူးသေးတဲ့ခြေတွေပဲဖြစ်ဖြစ်ဒီဟာတွေကိုယူရင်းနဲ့ပဲကိုယ့်ဘာသာကိုအမြဲတမ်းကိုဖြည့်နေမယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ကိုသွားကျင်တဲ့စီ level တခုကိုရောက်နိုင်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးပါကျေးဇူးတင်ပါတယ်ရှင်